မင်္ဂလာပါမနေ့က308ထွက်သွားတယ်308ထွက်သွားတယ်ကွာပေးကြတဲ့ကဏ္ဍတွေကြည့်ရအောင်89တိရှိ6ရှိတွေ3ခုပါတယ်8တုံဝါကြီးကက်တာ8တုံတွေထိပေးရနှစ်ခုညှိတယ်6တုကိုမှားသွားတော့နော်ကာဆိုးသွားတာ6တုကိုတော့မပေါ့ဆိုရင်ဒီမှာမနက်ပိုင်းကထိနေခဲ့ရှိ8တလုံးကြိုက်တယ်မကြိုက်ဘူးပြောခဲ့ပြီမယ်8တလုံးအားထည့်ပြီးတော့ထုတ်လာခဲ့တယ်နော်ရှုကီးနဲ့စူကီးနဲ့ပေါင်းပြီးထွက်သွားတယ်မထင်တော့ဒီလိုထွက်မယ်ဆိုရင်လည်းကျူပြောတာပေါ့ဟုတ်တော့နော်3-8စူကီးကအတစ်ပါနော်စူကီအတစ်အဲ့ဒီကောင်က2ရက်ပဲကစား2ရက်တဲ့ပုံမှန်ကစားနဲ့2ရက်တဲ့ပူကစားတဲ့ရတယ်မလို့3-8အခုပါကြထွက်သွားပြီဆိုတော့8လုံးထွက်သွားပြီ3-4ရက်ပဲကျန်တော့အဲ့3-4ကိုအင်္ဂါနေ့ညနေထိပဲအင်္ဂါနေ့ညနေကြော်သွားရင်နောက်ထပ်စူကီအတစ်ပေးမယ်ဟုတ်ပြီလားအခုစူကီရမ်းကောင်းတယ်စူကီကတော့မခွေ3-8ခွင်ရတာပေါ့ခွင်ကတော့တော့ကြောင်လေးကထိတော်လို့တော့ကြောင်3-8ကိုအခုတရင်ကအင်္ဂါမှာ2ရက်တက်ပေးတာ4တလုံးကိုတော့ကျွန်တော်အင်္ဂါမှာကျွန်တော်ပတ်တိပေါ့နော်ခမှန်းထားခဲ့တယ်အခုညနေအတွက်ကိုတော့ကီ3ခုပေါက်ဆက်ပြီးထုတ်တာလေ3ခွင်ကလုံးဝထိမယ်ညှိမယ်အပြစ်ချမယ်နော်အကြောင်းလဲဆိုတော့3ခွင်ကဝါချင်းနေရတဲ့နီးလန်းတွေကဒီ3ခွင်ကတွေကပုံစံနေ3-5ဝါချင်းလို့9-3ဝါချင်းလို့ပေါ့နော်အဲ့ဒီလိုရတာသူညာကတော့မနေ့ကထိသွားလို့ကျွန်တော်ချန်ခဲ့တယ်ချန်ပြီးတော့3ခွင်ကအထိကိုညှိပြီးခမခဲ့တာဟိုညနေပေါ့နော်ဒီကောင်လည်းကြမ်းကောင်းတယ်ဝါချင်းရတယ်နေရာရလဲအရင်များတဲ့အတွက်ကြောင့်ပေါ့နော်ကောင်းမဲ့ထင်လို့ပေါ့နော်မိတ်ဆွေတို့အနေဖြင့်ဒီကောင်အထိနဲ့ကဏ္ဍထုတ်သေးကြတယ်အဲ့ဒါကြီးမထုတ်သေးရင်ကျွန်တော်ပေးတဲ့ကဏ္ဍလေးကိုထိုးချင်တယ်တော့ကျုပ်ကတော့ဒီ6ခွက်ပဲခွန်း3ခွန်း4ခွန်း5 3-4 5-4ခွန်း9အဲ့ဒီ6ခွက်အကွက်နဲ့အမြင်များရတဲ့ဒီလန်အတိုင်းပဲကျိုးတော့သွားလာအကွက်တွေအများကြီးထိုးပြီးတော့ပေါက်ကမပေါအောင်ဆိုရင်ကျိုးတို့ရဲ့အားလုံးပဲနစ်နာပါလေဒါကြောင့်မလို့ဒီ6ခွက်နည်းနည်းလေးပဲပေါ့နေမြင်ရပါလေဒါကြောင့်3ခွင်အဲ့ဒီ3ခွင်ကပါလေတော့မသိအကောင်းဆုံးထဲတော့အကောင်းဆုံးရွေးချက်မိတာ3ခွင်ခွန်း3ဒီညနေတော့အုတ်ကွက်ပါနော်အုတ်ကွက်မြင်ရွေးရဘိုးတော်ပေးတဲ့ကဏ္ဍလေးဖြစ်စေခြင်းနေဘေးဘိုးတော်ပဲပြအဲ့ဒီ TikTok မှာနာမည်ကြီးနေဘိုးတော်ဘာညာဘေးကုန်းလေးပြီးအဲ့ဒီကုန်းလေးပြီးတဲ့ကဏ္ဍဖြစ်စေခြင်းနေဒါအခုညနေထွက်မဲ့ကဏ္ဍ3ခွင်ပဲဖြစ်စေခြင်းနေညနေထွက်မဲ့ကဏ္ဍလည်း3ခွင်ဖြစ်စေခြင်းတော့3ခွင်ဒီညနေထွက်မဲ့ကဏ္ဍဖြစ်စေခြင်းနဲ့3ခွင်ဒီညနေထွက်မဲ့ကဏ္ဍပဲဖြစ်ညနေထွက်မဲ့ကဏ္ဍ3ခွင်မှဖြစ်ချင်တယ်လို့ဖြစ်3ခွင်ပြီးရပဲဟုတ်တယ်ပါ3ခွင်ညနေထွက်ပါဗျာအော်ဟုတ်တယ်ဟုတ်ကဲ့ဆီရလို့တော်လို့မဟုတ်ဘူးနော်အနေနဲ့ပါလေးမှားကြည့်တယ်အဲ့ပေါ်နဲ့ဖောက်တော့အဲ့ဒီလိုဖြစ်နေမယ်ကိုပိုင်ဝင်ငွေလေးရှိရင်ကိုပိုင်ဝင်နေအေးသေးလေးနေကြပါတော့အတူတူလောကတော့မစားတဲ့စားရင်တည်တဲ့အတိုင်းပါသွားလိမ့်မယ်နော်အဲ့ကိုရှိရနေပြီးတော့အဲ့ကလေးကကောက်နေဖားကောက်နေနောက်ကနေပြီးတော့ပေါက်တရားတွေထွက်သွားတယ်ပေါ့နော်အတူတူလောကတကယ်ကိုခိုင်ဝန်းခတ်တယ်စီပွားရေးလုပ်မဲ့ပုံစံမျိုးနဲ့တော့ပြီးတော့မကစားနဲ့ငါးပေါက်မှောက်သွားလိမ့်မယ်တကယ်ငါးပေါက်မှောက်သွားလိမ့်မယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ညနေမှာ3ခွင်ပေါက်ကြပါသေးအောင်တရပါပဲစီးယူပါ